အားလုံးပဲကျွန်တော် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Google ရဲ့ကောက်ဖောင်တွေကိုတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းနေပါတယ် Google ကောက်ဖောက်ဖို့ဆိုရင်တော့ Google သို့မဟုတ် Chrome ရှိရမယ် Google တွေကိုဝင်လိုက်ပါကျွန်တော်ကလိုဝိုင်းပြလို့မရဘူးနော်ဝိုင်းမပြတော့ဘူးအခုအဲ့ရဝင်လိုက်ပါယူဝင်ပြီးဆိုရင်တို့ဒီမှာပေါ့ဒီဘက်ထောက်ဒီမှာဒီပေါ်မှာ Z လို့ပေါ်နေတဲ့နေရာလေးရှိတယ်ကိုကောင်းနေတဲ့ပေါ်နေမှာကျွန်တော်Z အဲ့ Z လေးပေါ်နေပါတယ်နောက်ပြီးဝင်လိုက်ပါမယ်တောင်းအားလေးပေါ့โอเคကျွန်တော်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအဲ့ဒါကိုလန်လိုက်ရကိုကောက်လေးရှိမယ်အကောက်ရှိရဲဆိုတော့ဒီမှာအခြားအကောက်ကိုသုံးမယ်ဆိုတာဒီအကောက်မပါပဲသုံးရင်ဆိုရင်အောက်ကအခြားအကောက်ကိုသုံးမယ်ဆိုရင်ဟာလေးကိုနှိပ်လိုက်ပါရှောက်ထည့်လိုက်ပါကိုထည့်ထားတဲ့လုံးနံပါတ်သူများရအောင်မပါတော့ကျွန်တော်လော့ခတ်ဒီမှာဒီဘက်တောင်လေးမှာအကောက်ဖွင့်ရင်ဆိုတာနှိပ်လိုက်မယ်ဘေးကတောင်လေးကျွန်တော်နှိပ်တာတော့ပေါ်ရင်ပေါ်မှာအဲ့မဲ့ကျွန်တော်ကလာကျွန်တော်လုပ်ငန်းကိုစီမံရလားကျွန်တော်တို့ကိုနှိပ်လိုက်ပါနှိပ်ပြီးဘောကကိုကြောရဲ့နာမည်ထည့်ပါကျွန်တော်ကအခုတော့ဒီ YouTube ကိုကျွန်တော်ဒီဗီဒီယိုတင်ပြရတဲ့ကျွန်တော်ကဒီ YouTube ကိုတန်းပြီးတော့မသုံးတော့ပါဘူးအခု N Gaming ကိုသုံးပါN Gaming G A M E S Gaming M Gaming လို့ရေးလိုက်မယ်အောက်ကတော့ပို့ပါပေါ့မျိုးနွယ်မီဆိုတာကျွန်တော်ရေးပြမယ်M လို့ပဲရေးလိုက်ပါမယ်နော် M လို့ပဲရေးလိုက်ပါမယ်ခုနှစ်ဘယ်နှခုနှစ်ကိုမွေးလဲရေးလိုက်ပါကျွန်တော်ကတော့2006ငယ်လေးကလေးရေးလိုက်ကျွန်တော်မသိလို့ရချက်ကတော့ထည့်လိုက်ပါလင်းကအမျိုးသားโอเคကျွန်တော်ဒါဆိုရင်ရပါပြီဒီပေါ်မှာတူပေးတဲ့နာမည်ကိုယူမှာမယူဘူးဆိုရင်ကိုယ့်ကိုယူပါအဲ့ NM ဟာဘာလဲ NG မကြောက်ကိုပေးတဲ့နာမည်ကိုယ့်ဟာကိုယူမှာဒါလေး N MES Gaming and Gaming တင်းနဲ့တော့ဒါပဲရေးလိုက်ပါဟာ and Gaming ဘာလဲand Gaming ခဏလေးနော် and Gaming 6.856 yeah what the ဘယ်နှလုံးထဲတလုံးပူနေပြီဒီနားရချနေလို့နည်းဟုတ်တယ် no ဒီနားရချလို့ထင်တာပြန်ရရပါမယ်ဒီတော့ဒါလေးထည့်လိုက်ပါတယ် and gaming တင်းနဲ့3လေးဘယ်နှလုံးလဲရေးပြီးတော့နာမည်ပြောင်းမယ်စနှလုံးရေးရတယ်ဒီအောင်မှာကျွန်တော်ပြန်ရေးပြောင်းမယ်သူကချလိုက်မယ်ဒီနေ့ကိစ္စနှလုံးဒီချတော့သူကမရတော့ဘူးနောက်ကခက်လေးရေးရမှာတင်โอเคကျွန်တော်ခက်လေးရေးလိုက်ပါတကောဝက်ကတော့ကျွန်တော်ထားလိုက်ပါမယ်ကျွန်တော်ဘယ်လိုလုပ်မပြတော့ဒီစကောဝက်ကတော့ရှစ်လုံးထားပါတယ်ကျွန်တော်ခုရှစ်လုံးထားလိုက်ပါပြီရှစ်လုံးမဟုတ်ပါဘူးခက်လေးစကောဝက်ကိုရှစ်လုံးထားပြီးတော့ကျွန်တော်ဖုန်းနံပါတ်တောင်းပါမယ်ကိုကမြန်မာလားဘာလားထည့်လိုက်ပါကျွန်တော်မြန်မာပေါ့ကိုငါဒီဖုန်းနံပါတ်ကျွန်တော်ထည့်လိုက်ပါဦးမယ်ဖုန်းနံပါတ်ထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီရောက်က
80 ရနေပါနေလိုက်တော့ဒီမှာ end gaming ရပါပြီ end gaming အော်ခဏလေးပါနော်နာမည်မှားသွားပြီဒီကျွန်တော်နားလေးစုံးကြည့်ပြန်သွားပါဟိုဒီ M ကမကြိုက်လဲရမရဘူးအဲ့ဒါဒီက S လုံးပြလိုက်ဒီမှာ S ထည့်လိုက်မယ်ရပြီအဲ့ဒါရှိပြန်ဆက်ပါပြီโอเคဒါလည်းပြီးသွားပြီဒါလည်းပြီးသွားပြီစကောဝတ်တယ်ဒီရပါပြီဖုန်းနံပါတ်လည်းရပြီဒီကျွန်တော်ဒါလေးရပြီ and gaming ဒီကျွန်တော်ရှင်းဆက်ရုံနေလိုက်ပါမယ်ကျွန်တော်ရှင်းမှာကျွန်တော်တို့ Google account တစ်ခုဖွင့်ရအတွက်ဟုတ်ပါဝင်ဆောင်မှုစီညာကိုသဘောတူရင်လိုက်ပါသလားကျွန်တော်ကတော့ဒီနောက်ထပ်ရွေးချယ်ရုံမနှိပ်ပါနဲ့တော့ဒီအောက်မှာကျွန်တော်သဘောတူတီဆိုတာနှိပ်လိုက်ပါအောက်ဆုံးမှာဘလို့ကတော့အင်္ဂလိပ်စာပုံမှာဟိုအဲ့ဒါကိုနှိပ်လိုက်ပါမယ်မြန်မာစာပြောင်းထားပြီပါကျွန်တော်ဒီလိုလေးပေါ်လာပြီဆိုတော့ကျွန်တော်တို့အကောက်ကတော့ပွင့်သွားပါပြီကျွန်တော်ဒီမှာပွင့်သွားပြီခဏလေးပြအောင်ဒီဘောကဇက်လေးတွေပွင့်သွားပြီဒီမှာခဏလေးပါဒီလိုပေါ်ပလီစိုးတွေကိုသွားလိုက်ပါand gaming မှာအောက်ဆုံးကပေါ်လာအဲ့ဒါနှိပ်လိုက်ပါမယ်နှိပ်လိုက်ရပါပြီဒီ view လေးတော့ပါပဲနောက် view မှာပြန်လဲဆိုလို့ရပါမယ်